ပါခင်ဗျအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီအရုပဝဇ္ဇရာစိတ်12မျိုးရဲ့အကြောင်းကိုလေ့လာကြည့်ကြရအောင်အရုပဝဇ္ဇရာစိတ်ကသူဟာအရေးအတွက်အဖြစ်ဆိုရင်တော့12မျိုးဟာဘာတွေလဲဆိုရင်တော့ကုသိုလ်စိတ်4မျိုးဝိပဿစိတ်4မျိုးကရိယာစိတ်4မျိုးအရုပဝဇ္ဇရာကုသိုလ်စိတ်4မျိုးအရုပဝဇ္ဇရာဝိပဿစိတ်4မျိုးအရုပဝဇ္ဇရာကရိယာစိတ်4မျိုးအရုပဝဇ္ဇရာကုသိုလ်စိတ်4မျိုးကဘာလဲဆိုရင်ဘာကိုပြောတာလဲဆိုရင်အရုပဇံရအောင်အထုတ်ထားတဲ့အရုပဇံရပုရုษင်ပုဂ္ဂိုလ်နဲ့တိခါပုဂ္ဂိုလ်တွေရဲ့အရုပဇံကုသိုလ်စိတ်တွေဖြစ်ပါတယ်အရုပဝဇ္ဇရာဒီဝိပဿစိတ်ကတော့အရုပဝဇ္ဇရာဝိပဿစိတ်4မျိုးကသူကအရုပဇံကုသိုလ်တွေရဲ့အကျိုးပေးတဲ့စိတ်တွေဖြစ်တယ်ကုသိုလ်ရဲ့အကျိုးတွေပေါ့နော်ဝိပဿဆိုတာကအရုပဝဇ္ဇရာကရိယာစိတ်4မျိုးဆိုတာကအရုပဇံရယန္တာပုဂ္ဂိုလ်တွေရဲ့အရုပဇံစိတ်တွေဖြစ်ပါတယ်အရုပဝဇ္ဇရာကုသိုလ်စိတ်4မျိုးကိုရင်လေ့လာကြည့်မယ်အရုပဝဇ္ဇရာကုသိုလ်စိတ်4မျိုးကဘာတွေလဲဆိုရင်သူကဥပိ္ပခာဧကဂရဇံက2ပါးနဲ့ပြည့်စုံတဲ့အာဂါသနိစာယတနာကုသိုလ်စိတ်ဥပိ္ပခာဧကဂရဇံက2ပါးနဲ့ပြည့်စုံတဲ့ဝိညာဉ်နေစာယတနာကုသိုလ်စိတ်ဥပိ္ပခာဧကဂရဇံက2ပါးနဲ့ပြည့်စုံတဲ့အာကိဉ္စညာယတနာကုသိုလ်စိတ်ဥပိ္ပခာဧကဂရဇံက2ပါးနဲ့ပြည့်စုံတဲ့နေဝတညာနာတညာယတနာကုသိုလ်စိတ်ဆိုပြီးတော့ဒီကုသိုလ်စိတ်4မျိုးဒီအရုပဝဇ္ဇရာကုသိုလ်စိတ်4မျိုးဖြစ်ပါတယ်အရုပဝဇ္ဇရာကုသိုလ်စိတ်ဝိပဿစိတ်တွေ4မျိုးနဲ့အရုပဝဇ္ဇရာကရိယာစိတ်4မျိုးကိုလည်းပဲသူကအရုပဝဇ္ဇရာကုသိုလ်စိတ်တိုင်းပဲအမည်လေးပြောင်းလဲပြီးခေါ်လိုက်အောင်ပါပဲတဲ့ကုသိုလ်စိတ်နေရာမှာဝိပဿစိတ်ဒါမှမဟုတ်ရင်ကရိယာစိတ်ဆိုပြီးတော့ပြောင်းလဲပြီးတော့သုံးနှုံပြီးတော့သုံးဆွဲလိုက်အောင်ပဲတဲ့နော်အရုပစိတ်တွေဖြစ်ပေါ်လာတာကဘာကြောင့်လဲဆိုရင်အရုပဝဇ္ဇရာအရူပဝဇ္ဇရာပထမဇန်ပေါ့နော်အရုပဇန်တွေဖြစ်ဖို့ဆိုရင်ရူပဝဇ္ဇရာနောက်ဆုံးဒီပထမပစ္စမဇန်ကိုနောက်ဆုံးတော့ပထမဇန်ဒုတိယဇန်တတိယဇန်စတုတ္ထဇန်ပစ္စမဇန်ရှိတဲ့တဲမှာရူပဝဇ္ဇရာပစ္စမဇန်ကိုကောင်းစွာလေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်တရားဝဟာတဲ့သူ့ရဲ့ရုပ်ခန္ဓာရဲ့အပြစ်မြင်ပြီးတော့ရုပ်နဲ့မဆက်ဆံတဲ့အရူပဇန်ကိုအလိုရှိမယ်ဆိုရင်ကတိုင်းနမိတ်ကိုလစ်လျူရှုပြီးတော့အာကာသဆိုတဲ့ကောင်းကင်ပညာကိုအာယုံပြုပြီးတော့ဘာဝနာပွားရပါမယ်တဲ့ဇန်စောတွေကြားတဲ့အခါမှာအာကာသကိုအာယုံပြုထားတဲ့ဒီအာကာသနေစာယတနာကုသိုလ်စိတ်ဖြစ်ပါတယ်တဲ့အဲ့ဒီနောက်မှာအာကာသနေစာယတနာစိတ်နော်ဒီစိတ်ကိုအာယုံပြုမယ်ဆိုရင်ဘာဝနာဆက်ပွားပြီးတော့ဇောစိတ်တွေကြားတဲ့အခါမှာဝိညာဉ်နေစာယတနာကုသိုလ်စိတ်ဖြစ်မယ်အဲ့ဒီနောက်မှာဒီအာကာသနေစာယတနာစိတ်ရဲ့တစည်းမှာစိုးစင်းမှာမရှိဘူးဆိုတော့ဒီနတ္ထိဘောပညာအာယုံကိုအာယုံပြုမယ်ဆိုရင်ဘာဝနာဆက်ပွားမယ်ဆိုရင်အစံရောက်တဲ့အခါမှာအာကိဉ္စညာယတနာကုသိုလ်စိတ်ဖြစ်တယ်ဒါတွေကဒီအာရူပဝဇ္ဇရာစံစိတ်တွေရဲ့ဖြစ်ပေါ်လာပုံအစဉ်စဉ်ပေါ့နော်တတိယရူပဝိညာဉ်ကိုအာယုံပြုပြီးတော့နောက်တစ်ဆင့်မြင့်တဲ့ဒီဇံကိုရအောင်တဲ့ဒီတတိယရူပဝိညာဉ်ကိုအာယုံပြုပြီးတော့နောက်တစ်ဆင့်မြင့်တဲ့ဇံကိုရအောင်ဘာဝနာတွေဆက်ပွားမယ်ဆိုရင်နေဝတညာနာတညာယတနာကုသိုလ်စိတ်ဖြစ်ပါတယ်တဲ့နော်ဒီစိတ်တွေဟာဒီတင်ညာရှိတယ်လည်းမဟုတ်တင်ညာမရှိတယ်လည်းမဟုတ်ဘူးဆိုရလောက်အောင်ဒီအလွန်သိမ်မွေ့တယ်တော်တော်လေးသိမ်မွေ့တဲ့စိတ်တွေလည်းဖြစ်ပါတယ်တဲ့ယန္တာရှင်သူမြတ်တွေဟာဒီအထက်ပါဏီအတိုင်းပဲရူပဝဇ္ဇရာပစ္စမဇံနော်ယန္တာရှင်သူမြတ်တွေဟာဒီအထက်ပါဏီအတိုင်းပဲရူပဝဇ္ဇရာပစ္စမဇံကရိယာစိတ်ကိုအခြေခံပြီးတော့ဆက်လက်အားထုတ်သွားကြမယ်ဆိုရင်အရူပဝဇ္ဇရာကရိယာစိတ်တွေကိုရရှိကြပါတယ်တဲ့နော်ဒါကအရူပဝဇ္ဇရာစိတ်12မျိုးရဲ့12မျိုးစလုံးဟာဘာတွေလဲဆိုရင်ပထမဇန်လည်းမဟုတ်ဘူးဒုတိယဇန်လည်းမဟုတ်ဘူးတတိယဇန်လည်းမဟုတ်ဘူးစတုတ္ထဇန်လည်းမဟုတ်ဘူးအရူပဝဇ္ဇရာဇန်စိတ်12မျိုးစလုံးဟာပစ္စမဇန်စိတ်တွေပဲဖြစ်ပါတယ်တဲ့နော်အရူပဝဇ္ဇရာစိတ်12မျိုးစလုံးဟာပစ္စမဇန်စိတ်တွေဖြစ်ပါတယ်ဒါဆိုရင်အရူပဝဇ္ဇရာစိတ်12မျိုးကိုပြန်ပြီးတော့အနှစ်ချုပ်ကြည့်လိုက်တဲ့အခါမှာအရူပဝဇ္ဇရာစိတ်တွေဟာနော်အရူပဝဇ္ဇရာစိတ်သူက12မျိုးကိုပြန်ပြီးတော့အနှစ်ချုပ်ကြည့်လိုက်တဲ့အခါမှာဘာတွေရှိမလဲဆိုရင်နော်အရူပဝဇ္ဇရာစိတ်12မျိုးဟာအရူပဝဇ္ဇရာကုသိုလ်စိတ်4မျိုးအရူပဝဇ္ဇရာဝိပဿစိတ်4မျိုးအရူပဝဇ္ဇရာကရိယာစိတ်4မျိုးကုသိုလ်စိတ်4မျိုးကိုသိရင်ဝိပဿစိတ်4မျိုးကရိယာစိတ်4မျိုးကလည်းနာမည်လေးပြောင်းလဲပြီးတော့ခေါ်သုံးဆွဲလိုက်အောင်မယ်ကုသိုလ်စိတ်4မျိုးကလည်းဘာတွေလဲဆိုရင်ဥပိ္ပခာဧကဂရဇံက2ပါးနဲ့ပြည့်စုံတဲ့အာဂါသနိစာယတနာကုသိုလ်စိတ်ဥပိ္ပခာဧကဂရဇံက2ပါးနဲ့ပြည့်စုံတဲ့ဝိညာဉ်နိစာယတနာကုသိုလ်စိတ်ဥပိ္ပခာဧကဂရဇံက2ပါးနဲ့ပြည့်စုံတဲ့အာကိဉ္စညာယတနာကုသိုလ်စိတ်ဥပိ္ပခာဧကဂရဇံက2ပါးနဲ့ပြည့်စုံတဲ့နေဝတညာနာတညာယတနာကုသိုလ်စိတ်ဆိုပြီးတော့ဒီကုသိုလ်စိတ်အရူပဝဇ္ဇရာကုသိုလ်စိတ်4မျိုးပေါ့နော်ဒီနေရာမှာဝိပဿဆိုရင်လည်းပဲသူကဝိပဿစိတ်4မျိုးဆိုရင်လည်းပဲဒီနေရာမှာဝိပဿစိတ်ဆိုပြီးပြောင်းလဲခေါ်ရမယ်ကရိယာစိတ်ဆိုရင်လည်းပဲနော်ဥပိ္ပခာဧကဂရဇံက2ပါးနဲ့ပြည့်စုံတဲ့အာကိဉ္စညာယတနာကရိယာစိတ်နော်ဥပိ္ပခာဧကဂရဇံက2ပါးနဲ့ပြည့်စုံတဲ့ဝိညာဉ်နေစာယတနာကရိယာစိတ်ဥပိ္ပခာဧကဂရဇံက2ပါးနဲ့ပြည့်စုံတဲ့အာကိဉ္စညာယတနာကရိယာစိတ်ဥပိ္ပခာဧကဂရဇံက2ပါးနဲ့ပြည့်စုံတဲ့နေဝတညာနာတညာယတနာ
ကရိယာစိတ်ဆိုပြီးတော့ဒီလိုပြောင်းလဲပြီးခေါ်လိုက်မယ်ဆိုရင်သူကကုသိုလ်စိတ်၄မျိုးလည်းဖြစ်မယ်ဝိပဿစိတ်၄မျိုးလည်းဖြစ်မယ်ကရိယာစိတ်၄မျိုးလည်းဖြစ်သွားမယ်ပြည့်စုံသွားမယ်ဒါဆိုရင်4-3-4 စနစ်ဆိုပြီးတော့အရူပဝတ္တရာစိတ်12ပါးရရှိပါတယ်เนาะဒါကအရူပဝတ္တရာစိတ်ရဲ့အကြောင်းကိုလေ့လာကြည့်တာပါเนาะအရေးအတွက်အားဖြင့်အရင်လေ့လာကြည့်တာပါเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ